ပထမဆုံးမြန်မာပြည်အရေးတော်ပုံအများဆုံးအောင်ပါစေလို့ဆုတောင်းပေးချင်ပါတယ်အခုသတင်းမှာ New York Times သတင်းမှာပေါ့နော်အခု New York မှာအခုလောလောဆယ်တက်လာတဲ့သတင်းလေးကိုပြောပြချင်လို့ကျွန်တော်တို့အခုမြန်မာပြည်မှာဖြစ်ပျက်နေတဲ့အချိန်ကိုလေငိုနေကြတယ်ပေါ့နော်ကျွန်တော်တို့အကုန်လုံးပြည်သူအကုန်လုံးကငိုပြီးတော့UN မကယ်နိုင်ဘူးလားAmerican သမ္မတမကယ်နိုင်ဘူးလားကူကြပါဦးကယ်ကြပါဦးဆိုဖြစ်နေကြတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းနေရထိုင်ရတာဘလို့မှအဆင်မပြေဘူးအဲကြောင့်လောလောဆယ်သတင်းလေးကိုလောလောဆယ်အမေရိကမှာနေတဲ့ UN ကမကူဘူးလားကူနေသလားဆိုတော့ရှင်းရှင်းလင်းလင်းအကောင့်လိုက်ကြီးချပြဖို့ကျွန်တော်တို့အကောင့်လိုက်ကြီးမမြင်နိုင်သေးပါဘူးရှင်ဒါပေမဲ့သူတို့တွေဘလောက်ထိကူညီနေတယ်လဲဘလောက်ထိလှုပ်ပေးနေလဲဆိုတော့ကျွန်တော်တို့မြင်နေရတယ်မမြင်နေရတဲ့သူတွေအတွက်ပေါ့နော်ခုလောလောဆယ်မှာတော့ကျွန်တော်တို့ကမြန်မာပြည်မှာရှိတဲ့သူတွေကကိုယ့်ရဲ့အန်ဒီရတွေကလွဲပြီးတော့ကြံတာတိတ်ပြီးတော့ view site ဖို့အချိန်မရှိဘူးလေဆိုတော့အဲ့ဒီကိုယ့်ရဲ့အန်ဒီရကိုရှောင်နေရတဲ့အချိန်မှာပဲဘယ်သူမှမကယ်နိုင်ကြတော့ဘူးလားမကူကြတော့ဘူးလားဆိုတဲ့ဖြစ်နေတဲ့သူတွေပေါ့နော်အခုကျွန်တော်စီဆိုလို့ရှိရင် message ဒါလိုက်လောကအနာမနာဘူးဖုန်းတီးနဲ့ရောက်နေတယ်ပေါ့နော်ဓာတ်ပုံတွေတေသွားတယ်အခုလောလောဆယ်လှိုင်းသားရမှာတေသွားတဲ့လူတွေအခုဒီညတိုက်ပွဲကြဖြစ်နေတဲ့နေရာမှာပြောမယ်ဆိုရင်တိုက်ပွဲပါဖြစ်နေတဲ့သူတွေပေါ့နော်အမကြီးကူပါโอเคမလုံနိုင်ဘူးလားဆိုတာကျွန်တော်တို့ဓာတ်ပုံလေးတွေပို့ပေးပါဦးဆိုတော့ကျွန်တော်လည်းရတဲ့နေရာနေကျွန်တော်တယောက်တည်းမဟုတ်ဘူးဒီမှာနိုင်ငံခြားမှာရှိတဲ့သူတွေရတဲ့နေရာနေပဲသူတို့ပို့ပေးကြတာပဲကျွန်တော်ဆိုရင်ဒီ American President website ကနေပြီးတော့ email နဲ့တစ်စစ်ပို့တယ်ပေါ့နော် Twitter ကနေပြီးတော့လဲ Twitter သူ Twitter ကျွန်တော် follow လုပ်ထားတယ် Twitter ကနေပြီးတော့ကျွန်တော်ပို့ပေးတယ်မြန်မာပြည်မှာလောလောဆယ်ဖြစ်နေတဲ့ဓာတ်ပုံတွေပေါ့နော်လောလောဆယ်ရေးဆက်တက်ဖြတ်ထားတဲ့အလောင်းပုံတွေတေသွားတဲ့ပုံတွေကိုကျွန်တော်ပို့ပေးတယ် email နဲ့လည်းပို့တယ်ဒီတိုင်းဒီTwitter ရတဲ့platform ကိုသုံးတဲ့ platform တွေအကုန်လုံးပို့ပေးတယ်ပို့ပြီးအခုသတင်းတက်လာတာလေးကိုပြမယ်နော်ခဏလေးဒီလိုပြတယ်ဆိုလို့ရှိရင်တော့စလုံးပြောင်းပြိုင်နဲ့ဖတ်လို့စလုံးပြောင်းပြိုင်နဲ့ like ကနှိပ်မှာသွားတယ်အစကိုဒီအရှိလက်ပြီးတော့ပြမယ်ဒါဆိုလို့ရှိရင်လောလောဆယ်မကူညီဘူးလားကူညီလားဆိုတာဒါကျွန်တော်တို့ကူညီတာမလောလောဆယ် hope for democracy if enough of them are stir စလုံးတွေတော့တိတ်ဖတ်လို့မဖြစ်တော့ဘူးเนาะအခုကျွန်တော်တို့မြန်မာပြည်မှာသူမြင်နေရလေဒါ Joe Biden administration which has respectfully called on the general to restore power to civilian leaders သူတို့သိတယ်သူတို့မြင်နေရတယ်ဒါအကြမ်းဖက်မှုဆိုတော့သူတို့လက်ခံပြီးသားအဲ့ဒီစာကိုကြည့်ဒါ New York Times New York ကသတင်းစာအကြီးကြီးမှာထုတ်လိုက်တဲ့စာအခုထုတ်လိုက်တဲ့စာဒီစာဆိုလို့ရှိရင်အခုသူရဲ့ law တာသူပြောင်းပြီးတော့ထုတ်လိုက်တာကျွန်တော်တို့မြန်မာတွေကူညီဖို့အတွက်အဲ့ဒီစာဆိုလို့ရှိရင်လောလောဆယ်ကမြန်မာပြည်မှာမဟုတ်မြန်မာပြည်ကလူတွေကိုမဟုတ်သေးဘူးเนาะ तू ကမြန်မာပြည်ကလူတွေဒီသူတို့နိုင်ငံမှာရောက်နေတဲ့သူတွေကိုကူညီနေတယ်ဆိုတော့ကျွန်တော်တို့ရဲ့မြန်မာပြည်ကိုဘယ်လောက်ထိရောက်သူတို့လှုပ်ပေးနေလဲဆိုတော့ပြောပြချင်တာပေါ့เนาะကျွန်တော်ကဒါ screenshot ရိုက်ထားလို့လည်းရပြီးလို့ရှိရင်ကျွန်တော်ပြန်ရိုက်ပြီးတော့ဒီစာကိုပြန်တင်ပေးမယ်ပုံမှာဒါကျွန်တော်စာရိုက်ပြီးတော့တင်ဖို့ဝင်းတာအားရနဲ့စာရိုက်ပြီးတင်ဖို့ထလောလောဆယ်ပြောပြမယ်ဆိုပြီးတော့ထွက်လာကျွန်တော်တို့လည်းငိုနေရတာကျွန်တော်မျက်နှာကိုကြည့်မစားနိုင်မတောက်နိုင်သေးဘူးဆိုလေမြန်မာဒီအမေရိကကိုရောက်နေတဲ့မြန်မာတွေပေါ့နော်ဘယ် state မှာပဲနေအမေရိကကိုရောက်နေတဲ့မြန်မာတွေအရင်တော့မရှိခဲ့ဘူးဒီလိုမျိုး law อ่ะလေဒီလိုမျိုးဥပဒေက law မရှိခဲ့ဘူးဘယ်လိုမျိုး law လဲဆိုတော့အရင်တော့ကမရှိတဲ့ law ကကြတော့ဒီအမေရိကကိုရောက်နေတဲ့ immigrant တွေပေါ့နော်ကျွန်တော်တို့တရားဝင်တဲ့ visa နဲ့လာတဲ့သူတွေဘယ်လို visa မျိုးနဲ့ပဲဖြစ်အလဲ visa ပဲဖြစ်ခဏခေတ္တအလုပ် visa ပဲဖြစ်အကြောင်းသား visa ပဲဖြစ် visa တက်တန်းကုန်သွားလို့ပြန်ရမယ့်အချိန်ကြလို့အခုလောလောဆယ်မြန်မာနိုင်ငံကိုပြန်ဖို့အတွက်မလုံခြုံဘူးပြန်လို့မရဘူးအန်ဒီရရှိတယ်ဆိုတာ American သမ္မတကဦးစားပေးတဲ့အနေနဲ့အဲ့ဒီမြန်မာဒီ America ကိုရောက်နေတဲ့မြန်မာတွေအကုန်လုံးခေတ္တခဏနေထိုင်ခွင့်ရှောက်ခိုင်းတယ်နေထိုင်ခွင့်ပေးမယ်ပေါ့နော်ရှောက်ကြပါလို့သူပြောထားတယ်အဲ့စာထဲမှာရေးထားတယ်ဒါကြည့်ကျွန်တော်တို့သမ္မတပုံနဲ့ကျွန်တော်တို့အခုဒုသမ္မတကျွန်တော်တို့တင်ပြထားတဲ့ဒုသမ္မတပုံနဲ့သူလေးဆဆကိုတင်ပေးထားတာအခုတင်ပေးလိုက်တယ်ပေါ့နော်တင်ပေးလိုက်တယ်ဆိုတာဒါကျွန်တော်တို့မြင်နိုင်တဲ့အရာကိုပြတာเนาะကျွန်တော်တို့မမြင်နိုင်ကျွန်တော်တို့ပြည်သူတွေကျွန်တော်တို့ညံမမြင်တဲ့သူတွေမမြင်နိုင်တဲ့အရာတွေအများကြီးသူတို့ကူညီပေးနေတယ်လှုပ်ပေးနေတယ်ဒီဟာအကူညီကိုပဲတောင်းတပြီးတော့ကျွန်တော်တို့အားငယ်နေဖို့မဟုတ်ပါဘူးကျွန်တော်တို့ကိုယ်တိုင်အားကိုလည်းစိုက်ထုတ်ရမှာဒီဟာကြီးကိုဘယ်တော့လာကူမလဲလာကဲမလဲဆိုပြီးတော့အားငယ်ပြီးစောင့်နေရမယ့်အချိန်မဟုတ်ဘူးဒီအချိန်ကကျွန်တော်တို့ကလေဘယ်လိုပြောမလဲဆိုတော့
ဘလို့ဖြစ်ကျွန်တော်တို့မဟုတ်လဲကျွန်တော်တို့ခံနေရတယ်ကျွန်တော်တို့ဟုတ်လဲကျွန်တော်တို့ခံနေရအကုန်လုံးမဟုတ်လဲတတ်တယ်တီလဲအခုဆိုလို့ရှိရင်သူကဘလောက်ထိရုပ်မာလဲဆိုတော့မြင်သမျှအကုန်ဖမ်းမယ်တတ်မယ်သူတို့ဘတ်ဂျက်မရှိတော့လို့အကြီးစားဓမြတွေတိုက်စားနေပြီအခုကရတာကိုဖမ်းမယ်ဖမ်းပြီးတော့ပတ်စံလာထုတ်ခိုင်းမယ်မတရားတာတွေအကြီးစားဓမြတွေသူတို့လှုပ်ရှားနေကြပြီအဲ့လိုမျိုးဖြစ်နေကြပြီဒါအကုန်လုံးပေါ့နော်ဆိုတော့ဒီနိုင်ငံအတွင်းမှာအမေရိကန်နိုင်ငံတွင်းမှာနေတဲ့မြန်မာပြည်သူတွေတဲ့အခက်တက်ခဏပေါ့နော်အကိုရဲ့အမိမြန်မာပြည်ကိုပြန်ဖို့အတွက်လုံခြုံမှုမရှိဘူးတဲ့သူတတ်မှတ်ထားသူရေးထားပြီးသားဒီစာမှာဒီမြန်မာပြည်ကစစ်တပ်အကြမ်းဖက်နှိပ်စက်မှုတွေပေါ့နော်သူတို့တွေ့နေရတယ်ပေါ့နော်ပြန်ဖို့အတွက်မလုံခြုံဘူးတဲ့မလုံခြုံတဲ့အတွက်ကြောင့်မလို့ဒီလောဆယ်ဘယ်တော့မှမပေးခဲ့ဘူးတဲ့အရင်တော့ Trump လက်အရင်တော့ကအရင် president တွေလက်ထက်တော့မပေးဘူးဒီလို law မျိုးသူပြင်ထားပေးတယ်ဒီသူ American နိုင်ငံ law သူပြင်ထားဘလို့ပြင်ထားပေးလဲဆိုတော့ခိတအမေရိကန်နိုင်ငံမှာနေတိုင်းခွင့်အစီအစဉ်ကိုပြောင်းပြီးတော့ရှောက်ကြပေါ့နော်အဲ့လိုမျိုးသူကူညီထားပေးတယ်ဒီကနေပြီးတော့ကျွန်တော်တို့ဟုတ်ကဲ့အကုန်လုံးငိုနေရတယ်အကုန်လုံးငိုရတယ်အကုန်လုံးကိုငိုတာကတော့အထဲမှာငိုပေါ့နော်အပြင်မှာထွက်မငိုနဲ့သူတို့ကကိုငိုတာကိုသူတို့မြင်ကျင်ကြရတယ်တွေ့ကျင်ကြရတယ်ကျွန်တော်တို့အပြင်မှာတော့ထွက်မငိုနဲ့ငိုကြပါအကုန်လုံးကနှလုံးသားရှိတဲ့လူတွေခံစားတတ်တဲ့လူတွေအကုန်လုံးကငိုကျွန်တော်တို့လည်းဘာမို့လို့လဲဘာသားနဲ့ထုထားတာမို့လို့လဲငိုရတယ်လေကျွန်တော်တို့လည်းငိုရတယ်ရင်နာမှာကိုယ်တိုင်ဖြစ်နေတယ်လို့မျိုးခံစားရတယ်အဝေးမှာနေတယ်ဆိုပေမဲ့လည်းကိုသားရွယ်ကိုသမီးအရွယ်ပေါ့နော်ကိုဦးလေးကိုအတော်ကိုညီမကိုအိမ်ကလူတွေဒါတခုခုဖြစ်နေဆိုလို့ရှိရင်အဲ့လိုဒါကျွန်တော်ဆိုရင်လေမြန်မာနိုင်ငံသားအဖြစ်ကျွန်တော်မခံယူတော့တာကျွန်တော်2 နှစ်ရှိပြီပေါ့နော်အခုကျွန်တော် American City ကျွန်တော်ဘယ်တော့မှတရားဝင် officially ကျွန်တော်ရဲ့ Facebook ကမှကျွန်တော်ချမပြဘူးကျွန်တော် American Citizen မှာရှိAmerican Citizen ဖြစ်တာ2 နှစ်ရှိသွားပြီရှင် American Citizen ဖြစ်သွားဒါပေမဲ့လည်းကျွန်တော်ကမြန်မာနိုင်ငံသားတယောက်အနေနဲ့မြန်မာသွေးအခုပြည်သူတွေထဲကပြည်သူသွေးပြီးလုံးဝနောက်မဆုတ်ပဲနဲ့လုံးဝအရှိရရင်ရတဲ့နေရာနေပြီးကျွန်တော်အားတက်တယ်ကျွန်တော်ပါဝင်နေရဲဆိုတဲ့အကြောင်းလေးလည်းပြောပြချင်ပါတယ်အခုကျွန်တော်ဆိုလို့ရှိရင်လာတဲ့ဓာတ်ပုံတွေပိုးသမျှဓာတ်ပုံလည်းကျွန်တော်မပို့ဘူးပေါ့နော်ပိုးသမျှဓာတ်ပုံတွေတချို့ဆို edit တွေနဲ့လာတာမျိုးရှိမယ်တချို့ဆိုရင် social media ဒီသတင်းမီဒီယာကနေတင်ထားတဲ့ပုံတွေကို save လုပ်ပြီးတော့ကိုစီလာပို့တဲ့ပုံတွေလည်းရှိနေတာပေါ့နော်အဲ့လိုပုံမျိုးထက်လူကိုယ်တိုင်ဒီစန္ဒပြပွဲမှာဝင်ပါပြီးတော့သူတို့ဖုန်းနဲ့ကိုယ်တိုင်ရိုက်ထားတဲ့ပုံတွေဆိုလို့ရှိရင်ကျွန်တော်တို့အတွက်ကတင်ပေးရတာပို့ပြီးတော့ထိရောက်မှုရှိတယ်သူတို့ကြည်လားမကြည်ဘူးလားဆိုတော့ကျွန်တော်တို့မသိဘူးကျွန်တော်တို့စီကို reply ဘယ်တော့ခါမှပြန်မလာဘူးကျွန်တော်စီကိုတော့ပြန်မလာဘူးပေါ့နော်ဒါပေမဲ့တင်ပေးရမှာကျွန်တော်တို့တောင်းဝင်ကျွန်တော်တို့တင်များလေးတင်ပေးလေးဒီအဖြစ်ပြက်ကိုသူတို့မြင်ရလေးတွေ့ရလေးသူတို့သိရလေးလေဆိုတော့ဒီလိုမျိုးမျောလင်းချက်နဲ့ကျွန်တော်တို့ကရတဲ့နေရာနေတင်ပေးတာဟုတ်ကဲ့မြန်လေးလုပ်ပြီးကောင်းမယ်ဟုတ်ကဲ့လို့သူတို့လုပ်ပေးတာလဲလုပ်ပေးတာပေါ့နော်သူတို့ကလောဆယ်ရတော့သူတို့မှာ process ရှိတယ်လေသူတို့ဘလို့အဆင့်ကနေဘလို့လောက်ရမယ်ဆိုတာရှိတယ်အခုလောဆယ်ဖြစ်နေတာကျွန်တော်တို့မြန်မာနိုင်ငံတနိုင်ငံတည်းဖြစ်နေတာမဟုတ်ဘူးသူများနိုင်ငံတွေလည်းအဲ့လိုမျိုးမြန်မာနိုင်ငံလိုမျိုးပြည်တွင်းစစ်ဖြစ်နေတဲ့နိုင်ငံတွေအများကြီးရှိတယ်ဆိုတော့သူအမေရိကန်ရဲ့ထုံးစံအရာကြတော့သူတို့ကတစ်ပြီးနှစ်ပြီးသူအဲ့လိုမျိုးလာတာလေကြော်ပြီးတော့ခွပြီးတော့ချက်ချင်းသွားလုပ်ပေးတာမျိုးအရေးပေါ်ဖြစ်လို့လုပ်ပေးရတာလိုမျိုးမျက်နှာလိုက်ပြီးလုပ်ပေးရတာလိုမျိုးအဲ့လိုမျိုးတော့မရှိဘူးသူတို့ရှိမှလေလောဆယ်ဆိုလို့ရှိရင်ဒါဒီကကြတော့သူကအရှိရတင်ထားတဲ့နိုင်ငံအရှိရရှောက်ထားတဲ့နိုင်ငံအရှိရဝင်ထားတဲ့အမှုတွေအရင်လုပ်ပြီးလို့ရှိရင်ဒီနောက်လာတဲ့မှုတွေပေါ့နော်လောဆယ်ကျွန်တော်တို့နိုင်ငံအရန်အဖြစ်ဆိုးနေတဲ့အရှိနိုင်ငံတွေနဲ့မတူဘူးပိုဆိုးနေတယ်ဆိုလို့ရှိရင်သူတို့ကတစ်ဖက်တစ်လမ်းနေပြီးကုညီအရှိမချပြလို့မရတဲ့တစ်ဖက်တစ်လမ်းကနေကုညီလိုမျိုးသူတို့လုပ်ပေးနိုင်တယ်လုပ်ပေးနေတယ်ဆိုတာအကြောင်းလေးတွေကိုနိုင်ငံရေးကိုအတွင်းသေးနားလည်တဲ့သူတွေတင်ထားတာတွေရှိတယ်ကြည့်ကြပါအဲ့ဒါမျိုးတွေကိုမဟုတ်တဲ့ရုပ်စာတွေထွက်လာတာကိုလိုက်မကြည့်ပါနဲ့မဟုတ်တဲ့ဓာတ်ပုံတွေကြည့်ပြီးတော့ဒေါသတွေထွက်မနေပါနဲ့အလကား energy ကုန်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ပေါ့နော်တွေးတဲ့စာတိုင်းကိုလည်းမယုံပါနဲ့တွေးတဲ့ပုံတိုင်းကိုလည်းမယုံပါနဲ့ဘသူ့ကိုမှလည်းအယုံကြည်ရှိဖို့ကျွန်တော်တို့ကမဖြစ်တော့ဘူးမယုံရတော့ဘူးပေါ့နော်အခုချိန်မှာကိုအသက်ကိုညံဆောက်တယ်လို့မျိုးညံကိုလည်းသုံးပါလို့ရှိသမျှဟာကိုလည်းလိုက်ပြီးတော့မယုံပါနဲ့လို့ကိုနီနာလူတွေမှာလောဆယ်နံပါတ်1ကြောက်ရတဲ့ကျွန်တော်တို့ကြောက်ရတဲ့သူကအကျန်းဖက်ပြည်သူလက်နက်ကင်ပြီးတော့ပြည်သူတွေကိုအပြစ်မဲ့ပြည်သူတွေကိုတတ်နေတဲ့အကျန်းဖက်တီစစ်ခွေးတွေကိုပထမဆုံးကြောက်ရတယ်ဒုတိယကြောက်ရတဲ့သူကအခုဘာဖြစ်နေလဲဒလန်တွေကိုဒုတိယကျွန်တော်တို့ကြောက်နေရတယ်ကျွန်တော်တို့အသားထဲကလောက်ထွက်တဲ့ဒလန်တွေကြောင့်မလို့အခုအများကြီးကျွန်တော်တို့အသေးနေကြည်နေရတယ်လေဒလန်တွေကနေပြည်တွင်းမှာမဟုတ်ပြည်ပမှာလည်းရှိတယ်နေရာတိုင်းမှာရှိတယ်ဘသူ့ကိုမှမယုံပါနဲ့ဆိုတော့ထပ်ပြီးတော့တတိပေးချင်ပါတယ်ရှင်အခုခုနကတော့ကျွန်တော်ပြောတဲ့ပြတဲ့စာဒီစာလေးကပြီးလို့ရှိရင်ရိုက်ပြီးတော့ပြန်တင်ပေးမယ်နော်လောလောဆယ်တော့သူတို့ဘယ်လောက်ထိကူညီပေးနေလဲဆိုတာထိရောက်မှုကိုမြင်နိုင်တဲ့အရာကိုမြင်ဖို့ပါမြင်နိုင်တဲ့အရာကိုမြင်နေတယ်ဆိုလို့ရှိရင်အားပိုရှိသွားအောင်ဗောနော်ဒါ
ဒီနိုင်ငံရေးဝင်ငွေဒီအခွန်သူတို့ကဟိုဟာ ICJ တွက်ဖို့ဟို ICJ အတွက်သူတို့ဟိုရှင်းနေငားထားတယ်ဆိုတာလေဟိုဘယ်နိုင်ငံကလည်းမသိဘူးဒါတိတိကျကျကျွန်တော်နိုင်ငံနဲ့နေရာနဲ့ဟာနဲ့ပြောဖို့ကြတော့ဟိုအဆင်မပြေဘူးလို့အမှန်တိုင်းပြောရင်လေငားထားတဲ့လူတွေကိုဒေါ်လာ2တန်းဒီမှာစာတော့ရေးထားတယ်ဒေါ်လာ2တန်းပေးရတယ်တဲ့သတင်းစာရှင်းလင်းပွဲမှာလည်းငမဲလို့ပြောသွားတာအကုန်လုံးတွေ့ရမှာဖြစ်ပါတယ်ဒေါ်လာ2တန်းပေးရတယ်ဆိုတာလေအဲ့ဒီဒေါ်လာ2တန်းသူတို့ငားတဲ့လူလက်ထဲကိုဒါလိုက်မရောက်ပဲတဲ့အမေရိကန်ပိတ်ဆို့ထားပြီးရှင်အခုအမေရိကန်ဘာလို့ပိတ်ဆို့ထားလဲဆိုတော့ဒါတွေကိုကူညီနေတာမို့လို့ပိတ်ဆို့ထားခြင်းဖြစ်တယ်အဲ့ဒါကြောင့်မို့သူတို့အရန်ကိုအကျက်ဟိုအထဲမှာအရန်ဗယံပဓာတွေဖြစ်နေပြီသူတို့လုံးဝဟန်ဆောင်လို့မရလောက်တဲ့အထိစစ်တပ်ကပြက်နေပါပြီရှင်ပြက်နေလို့လဲတေးမိန်ရှိတဲ့လက်ရှိသမျှဟာတွေထုတ်ပြပြီးတော့ဟိုတက်ပြတယ်ဟိုဖမ်းပြတယ်နှိပ်စက်ပြတယ်ဟိုဖျဲချောင်းနေတာပေါ့နော်ကြောက်ထက်မကမကြလူထုညိလူထုညိမညိလို့မရတော့ဘူးသူကလူထုညိတော့မှသူကဒီဘတ်ဂျက်တွေငွေဝင်ပိတ်ဆို့မှုတွေသူတို့ကဟိုဟာဖြစ်တော့မှလေရက်တမ်းမှုကဟိုသူတို့ပေးရမယ့်အကျွေးတွေကိုလည်းတခြားနိုင်သူတို့အားကိုးနေတဲ့သူတို့ပထွေးဒီရုရှားနိုင်ငံတို့ဆိုလို့ရှိရင်လည်းသူတို့ပေးရမယ့်အကျွေးတွေရှိတယ်သူတို့သုံးထားတဲ့အကျွေးတွေပြည်သူ့ဘဏ္ဍာနဲ့ဝယ်ထားတဲ့အကျွေးတွေရှိဒီအကျွေးတွေကိုလည်းအခုအမေရိကန်နိုင်ငံကနေပြီးချုပ်ကင်လိုက်ပြီလေထိတ်ချုပ်လိုက်ပြီဒီအငွေအဝင်ထွက်ကိုပိတ်ဆို့လိုက်တော့ဟိုနိုင်ငံကလည်းရမယ့်အကျွေးတွေကိုမရတော့တဲ့အတွက်သူတို့အယုံကြည်တိတ်မရှိတော့ဘူးဆိုတော့သူတို့ဘေးကျက်နှက်ချက်ဖြစ်နေဘေးကျက်နှက်ချက်ဖြစ်တော့သူတို့ဒီပြည်သူတွေကရတဲ့ပတ်စံကိုသူအသေးမဲမရမကဓမြတိုက်မယ်လူမဲခိုးမယ်ရက်မယ်အဲ့ဒီဟာတွေပဲကြံပြီးနောက်ဆုံးအစ်စ်ကိုသူတို့လုံနေတာဖြစ်တယ်ကျွန်တော်တို့ပြည်သူနေနေရလဲနောက်ဆုံးအစ်စ်ရောက်လာပြီဆိုတော့ကျွန်တော်တို့ကတိခါနိုင်စွမ်းမရှိတော့ဘူးလေရလက်နဲ့ပြန်ချဖို့အချိန်တန်ပြီလို့ကျွန်တော်တို့ထင်တယ်ပြန်ချဖို့ဆိုတော့ခုခံကာကွယ်ဖို့ပေါ့နော်ကျွန်တော်တို့အခုဒီတိုင်းငိတ်ခိုင်းဘာမှမရှိဘဲနဲ့အသေးခံနေမဲ့စားခုပြန်ပြီးတော့ခုခံကာကွယ်ဖို့အတွက်ကျွန်တော်တို့အဝေးကနေပြီးတော့လိုအပ်တဲ့ပစ္စည်းတွေအတွက်ပေါ့နော်ငွေအင်အားနဲ့ပတ်ပိုးပေးသွားမှာပါရှင့်မြန်မာတွေအကုန်လုံးအဝေးရောက်နေတဲ့ကိုပြည်သူတွေချစ်တဲ့မြန်မာတွေလေပြည်သူတွေချစ်တဲ့မြန်မာတွေစုပေါင်းပြီးတော့နိုင်တလားပေါ့နော်ကျွန်တော်နိုင်တဲ့ CDM မှာလည်းကျွန်တော်ဆိုရင်လည်းအားတက်တွေကပါဝင်ထားတဲ့အလှူငွေတွေထိရမှုလည်းအများရှိပါတယ်ပြီးလို့ရှိရင်အခုအပြင်ကရှေ့တန်းကနေခုခံပြီးတော့ကောက်ွယ်တိုက်ပေးမဲ့လူတွေအတွက်လည်းလိုအပ်တဲ့ပစ္စည်းတွေလိုအပ်တဲ့ဟိုအသုံးဆောင်တွေအတွက်ခုခံကာကွယ်ဖို့အတွက်ကျွန်တော်တို့ပံ့ပိုးပေးသွားမှာအစိုးထိပံ့ပိုးပေးသွားမှာကျွန်တော်တို့နောက်တစ်ခုပြောချင်ပါသေးတယ်ကြာဆုပ်သွားတဲ့မိသားစုတွေဘယ်နေရာဘယ်ဒေသဘယ်သူမဆိုပေါ့နော်ကြာဆုပ်သွားတဲ့လူတွေနာမည်နဲ့စည်ရင်းနဲ့တကွဟိုလက်ပြီးတော့ကျွန်တော်တို့စုထားပေးကြပါပြီးလို့ရှိရင်ဒီတိုက်ပွဲပြီးသွားလို့ရှိရင်ဒီတိုက်ပွဲကပြီးရမှာဒီတစ်လကိုကျွန်တော်တို့တိုက်ပွဲငိတ်ကိုညီချမ်းမှာဒီကောင်တွေခွေးပြေးဝက်ပြေးမပြေးရင်သေဖို့ပဲကြံပြီအရန်ရုံမှရက်ဆက်ကောက်ကျတဲ့ကောင်တွေလည်းစကလုံးမရှိတော့ဘူးပေါ့နော်ကျွန်တော်တို့အတွက်ကကျွန်တော်တို့ဆက်ပြီးတော့ခံနိုင်ရည်စွမ်းလည်းမရှိတော့ဘူးပထမတော့ပြည်တွင်းဆက်ဖန်တီးနေတာမလို့သူတို့ကွက်ထဲမရောက်ချင်လို့ကျွန်တော်တို့ကရှောင်တယ်ဟိုဟာညိတ်ခံတာတော့မဟုတ်ဘူးပေါ့နော်ရှောင်တယ်အခုတခုပြောမယ်ဆိုရင်လေကျွန်တော်တို့ NLD ကိုအဖွဲ့ကိုသူတို့ကဖြိုချင်တာ NLD ဆိုတဲ့ပါတီကိုမရှိအောင်လောက်ဝကိုသူတို့ကဖြိုချင်တာပေါ့နော်ဆိုတော့ NLD ကိုထောက်ခံတဲ့လူမှန်တည်း NLD မှာအရေးပါတဲ့လူမှန်တည်းသူတို့ကလိုက်ဖမ်းတာအကုန်လုံးလိုက်ဆွဲနေတာဆိုတော့တခုကြိုတင်ပြီးတော့မဟုတ်ဘူးကဖြစ်နေတာတော့ကြားလာပြီဒါပေမဲ့မရှောင်သေးတဲ့လူလည်းရှိရှောင်ကြပါလို့ကျွန်တော်အကြံပေးချင်ပါတယ် NLD ကိုအထူးထောက်ခံထားတဲ့သူတွေရုပ်လုံးတွေပြောက်ပြီးတော့ထောက်ခံထားတဲ့သူတွေတော့မဟုတ်ဒီ ဘာလဲ social media ပေါ်မှာလည်းဟို NLD ဟွာတွေနဲ့ profile တွေနဲ့တင်ထားတဲ့သူတွေပေါ့နော်ထင်ရှားဥပမာမဲပေးတဲ့ချိန်တော့မဲရုပ်လိုက်ဆောက်ပေးတဲ့သူလိုမျိုးစန္ဒပြတဲ့ချိန်တော့လည်းအရှိကနေပြီးအလံနီးကင်ပြီးတော့ဟိုအလံနီးကင်ပြီးတော့ဟိုတက်ကြလှုပ်ပေးတဲ့သူတွေမျိုးပေါ့နော်ဒါအဲ့ဒီထက်မှဒလန်နေပါတယ်ဒလန်တွေကသတင်းပေးထားပြီးသားဘယ်သူတွေက NLD ကိုအမာကန်ထောက်ခံနေလဲဆိုတာအဲ့ဒီဟာတွေသူတို့ကခြေရကောက်ပြီးတော့လိုက်ပြီးတော့ NLD ထောက်ခံအထူးထောက်ခံတဲ့သူတွေသူကလိုက်ဖမ်းနေတာအဓိကသူက NLD ပါတီကိုပြုတ်ချင်တဲ့အတွက်အဲ့လိုလိုက်လုပ်နေတာပေါ့ NLD ပါတီကအခုကသူတို့ထင်ထားတယ်လို့မျိုးမဟုတ်တော့ဘူးလေသူတို့ထင်ထားတပတ်နဲ့ပြီးသွားမယ်ပြီးသွားဆိုလို့ရှိရင်ပြီးသွားမယ်ဆိုတော့သူတို့လှုပ်ထားတာထင်ထားတယ်လို့မဟုတ်တပတ်လည်းမဟုတ်တလလည်းမဟုတ်အခုဆိုတလကျော်သွားပြီအဲ့လိုလူတို့ကပို့ပြီးတော့တိုးလာတယ်ဆိုတော့ဒီ NLD ကိုဖြုတ်လိုက်မယ်ဆိုလို့ရှိရင်ပြည်သူအင်အားသိမ့်မကြံတော့ဘူးဆိုတော့အဓိက NLD ကိုပတ်ပိုးတဲ့သူတွေသူကဖြုတ်ချင်တဲ့အတွက်သူတို့အဲ့လိုလိုက်နေတာဖြစ်ပါတယ်ဆိုတော့ NLD မှာအထူးအရေးတကြီးအရေးပါတဲ့သူတွေရှောင်ပြီးတော့နေကြပါရှင်ရှောင်ကြပါကျမတို့အသက်တွေနဲ့ကျမတို့ရဲ့ပညာတွေနဲ့ကျမတို့ဟိုဟာလူတွေနဲ့သူပေးစားဖို့မတန်ဘူးရှင်အဖမ်းမခံကြပါနဲ့ရှောင်ကြပါလို့ပြောချင်ပါတယ်ဟိုအနီးမှာနေတဲ့ပြည်တွင်းမှာနေတဲ့သူတွေကကျတော့သွေးပူနေလိမ့်မယ်
သွေးပို့ပြီးတော့ဘာလုပ်လို့ဘာကန်ရမှမသိဖြစ်နေလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ကနေဘေးကနေကြည်နေတဲ့အပြင်ရောက်နေတဲ့လူတွေဆိုတော့နေဘေးကနေကြည်နေတဲ့သူလူမျိုးဖြစ်နေတယ်ဆိုတော့အကုန်လုံးမြင်နေရတယ်ပေါ့နော်မြင်နေတော့ဘယ်နေရာဘယ်အကွက်ကဘယ်လိုမျိုးဖြစ်နေလဲဆိုတော့ကိုယ်တိုင်ကကြတော့စဉ်းစားနိုင်တဲ့အခြေအနေတော့ရှိနေတာပေါ့နော်အပြင်ကနေတယ်ဆိုတော့ကိုယ်တိုင်သွေးမဆူရရတယ်ဒါပေမဲ့လည်းသွေးရတော့ဆူနေတယ်အထက်မှာတိုက်ပွဲဝင်နေတဲ့လူလာတော့ကျွန်တော်တို့သွေးမဆူသေးရပါဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ပြောနိုင်တာဖြစ်ပါတယ်အဲဒါကြောင့်ရှောင်ကြပါလို့ NLD ဝင်ပါတီဝင်တွေအထူးသဖြင့်ရှောင်ကြပါရှင်ကျွန်တော်တို့စစ်ပွဲကြီးအခုဒီလကုန်ကြီးအမြင့်ပြုတ်အောင်လုံးမှာသူတို့အမြင့်ပြုတ်အောင်တိုက်မှာနိုင်ငံမြန်မာပြည်ပရောက်နေတဲ့သူတွေကလည်း Federal ပြည်ထောင်စုတက်မတော်ကိုကျွန်တော်တို့တီထောင်နိုင်မယ်ဆိုလို့ရှိရင်ပြည်ပထောက်ကူပြုတဲ့လက်နက်အင်အားသို့မဟုတ်ပစ္စည်းကိရိယာအင်အားနဲ့တကွာ training တွေကိုကျွန်တော်တို့ပြည်ပမှာရောက်နေတဲ့သူတွေအကုန်လုံး training ယူပြီးတော့ရလက်နက်ကိုင်ဆက်ပြီးတော့ဝင်ပါမယ်လို့ကျွန်တော်တို့ပြည်သူတွေအကုန်လုံးကလည်းဆန္ဒပြုထားတဲ့သူတွေရှိတယ်ရှင်အားမငယ်ပါနဲ့ရှင်အားမငယ်ပါနဲ့တယောက်တည်းဖြစ်နေတာမဟုတ်ဘူးပြည်သူမြန်မာပြည်သူအခုသွေးချင်းကြီးရီမှန်ချက်တူတဲ့သူတွေတူတဲ့လူတွေအများကြီးရှိပါတယ်လို့အားမငယ်ကြပါနဲ့လို့လောလောဆယ်ပြစ်နေတယ်တက်နေတယ်ဆိုတော့မရက်သေးပါဘူးဟိုဖြစ်နေတုံးပါမယ်သူတို့ကကြတော့သူတို့တင်ရင်လဲဟိုဒီတိုင်းအသေးခံမှာမဟုတ်ဘူးလေပြစ်တက်ပြီးတော့သူတို့ကအသေးခံမှာပြစ်မရှိတဲ့ဟာအကုန်လုံးကိုသူတို့ကသေမထူးနေမထူးဆိုတာအဲ့ဒါကိုပြောလေသေမထူးနေမထူးသေရမယ့်အတူတူငါအကုန်လုံးကိုရတလောက်လုံမယ်ကွာလူမယ်ကွာတိုက်မယ်ကွာတတ်မယ်ကွာဆိုပြီးအဲ့လိုလှုပ်ပြီးမှသေမဲ့ကောင်နေပါရှင်အဲ့ဒီကောင်တွေကသူတို့အခုဘေးကျက်နေချက်အရန်ဖြစ်နေပြီပေါ့နော်သူတို့ဟိုကျွန်တော်တို့သတင်းကြည့်မယ်ဆိုလို့ရှိရင်သတင်းကောင်းတွေကိုကြည့်ပေါ့နော်အဲ့ဒါကိုပြောချင်ပါတယ်ရှင်ဒီအမေရိကမှာအရင်တော့ကဆိုလို့ရှိရင် immigrate ဆိုလို့ရှိရင်အရင်တော့ကပေါ့နော်အရင်တော့ဒီ president အခုဒီသမ္မတတက်တာကျွန်တော်တို့အခုသမ္မတတက်တာတလပိုင်းရမှတက်သွားတဲ့သမ္မတကျွန်တော်တို့မဲပေးထားတာပေါ့နော်ဒီသမ္မတအရင်သမ္မတတော့ဆိုလို့ရှိရင် immigrate ဆိုလို့ရှိရင်သူအရန်မုန်းတယ် immigrate ဆိုလို့ရှိရင်ဘယ်နိုင်ငံမှာဘာအခြေအနေဘယ်လိုမျိုးပဲဖြစ်ဖြစ်လောကသူ့နိုင်ငံလက်မခံဘူးဖမ်းတယ်ခလေးနဲ့အမေရိကန်မှာဖမ်းပြီးတော့သူတို့ဒါသူ့ဥပဒေရဆိုတော့သူလှုပ်ပစ်တာပေါ့နော် immigrate ဆိုမြန်တာမပေးဘူးအခုကျွန်တော်တို့တင်ထားတဲ့တမရကိုအမေရိကမှာကျွန်တော်တို့ supporting ပေးတယ်ကျွန်တော်တို့တင်မြှောက်ထားကျွန်တော်တို့မဲပေးထားတဲ့တမရကမြန်မာနိုင်ငံသားတွေအခုသူကူညီနေတယ်ဒါအရင်တော့မဖြစ်ဘူးတဲ့ဟာတွေပေါ့နော်ဘယ်လောက်ထိသူအာယူစိုက်ပေးလဲဘယ်လောက်ထိကူညီပေးလဲဆိုတာဒါလေးမြင်နိုင်တဲ့အရာလေးကိုမြင်ကြပါရှင်မြင်ကြပါအမေရိကန်မလာသေးဘူးလား UN မလာသေးဘူးလားအသက်တွေဘလောက်ပေးဆန်းရမှလာမှလဲ UN ကိုပဲငါတို့ကောက်ွယ်ပေးလိုက်တော့မယ်ကြောက်နေတဲ့ထင်ပါရဲ့ဆိုတော့မဟုတ်ဘူးသူတို့မှလည်းသူတို့အုံနှောင်းနဲ့သူတို့ procedure နဲ့သူတို့ process နဲ့သူတို့လုပ်နေတာဖြစ်ပါတယ်ဆိုတော့ကိုမြင်နိုင်တဲ့အရာလေးတွေဒါဒီလောက်ထိကူညီပေးနေတယ်ဆိုတာနဲတာမဟုတ်ဘူးရှိဒါကိုနားမလဲတဲ့အရာတွေကိုမမြင်နိုင်တဲ့အရာတွေအများကြီးရှိသေးတယ်သူနီးပညာနဲ့သူစနစ်နဲ့သူသွားနေတဲ့ဟာတွေအများကြီးရှိသေးတာပေါ့နော်ဆိုတော့ဒါလေးကိုဟိုအားပေးစကားပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဟိုအဲ့လိုလည်းပြောမှလည်းမဟုတ်ဘူးအကုန်လုံးလေးဆိုတော့ဟိုဘာမှလည်းဆက်ပြီးတော့မပြောချင်ကြဘူးအရေးတော်ဖို့အောင်သွားမှာပါရှင်ကျွန်တော်တို့အရေးတော်ဖို့ဒီလအကုန်ကြီးအောင်သွားမှာပါရှင်အရေးတော်ဖို့အောင်ပါစေ